အားလုံးပဲမင်္ဂလာပါဒီနေ့သင်ခန်းစာလေးမှာတော့ let me plus main verb ပေါ့နော် main verb ကိုသုံးပြီးတော့ပါရစေခွင့်ပေးပါဆိုတဲ့အသုံးလေးကိုလေ့လာပြီးတော့စကားပြောကြည့်ရအောင်နော်ငါကိုယ်ပိုင်ဆုံးဖြတ်ချက်လုပ်ခွင့်ပေးပါငါကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်ပေးပါဒီလိုပြောချင်တဲ့အခါကျရင် let me make my own decision နော်ငါကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်ပေးပါငါကိုကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးပါဒီလိုမျိုးပြောချင်တဲ့အခါမှာ let me make my own decision ဆိုပြီးတော့ပြောလို့ရပါတယ်တကားဖွင့်ခွင့်ပေးပါဆိုတာထက်ငါတကားဖွင့်ပေးပါရစေငါမင်းကိုတကားဖွင့်ပေးပါရစေဒီလိုမျိုးပြောချင်တဲ့အခါမှာ let me open the door let me open the door ကူညီခွင့်ပေးပါ let me help you let me help you စူးစမ်းခွင့်ပေးပါ let me try ငါတကားခံပြစေဆိုတာငါမင်းမုတ်ကျွေးပါရစေဒီလိုမျိုးပြောချင်တဲ့ခါကျရင် let me treat you အဲ့ညမှာငါမင်းကိုမုတ်ကျွေးပါရစေလို့ပြောပြီးတော့မုတ်ဆိုတာဘာလဲကျွေးတာကဘာလဲဒီလိုမျိုးတွေလိုက်ပြီးတော့စဉ်းစားနေစရာမလိုဘူးเนาะငါမင်းကိုမုတ်ကျွေးပါရစေငါတကာခံပြရစေဆိုရင် let me treat you အကြံပြုခွင့်ပေးပါ let me make a suggestion ငါအရင်ပြောပါရစေ let me speak first ငါအရင်သွားပါရစေ let me go first ငါဒီမှာပေါင်းထည့်ပါရစေ let me add here ငါနောက်တစ်ကြိမ်ထပ်ပြောပါရစေ let me repeat it ထပ်ပြီးတော့ပြောကြည့်မယ်နော်ငါကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်ပေးပါ let me make my own decision တကားဖွင့်ခွင့်ပေးပါ let me open the door ကူညီခွင့်ပေးပါ let me help you စူးစမ်းခွင့်ပေးပါ let me try ငါတကားခံပါရစေငါမို့ကျွေးပါရစေ let me treat you အကြံပြုခွင့်ပေးပါ let me make a suggestion ငါအရင်ပြောပါရစေ let me speak first ငါအရင်သွားပါရစေ let me go first ငါဒီမှာပေါင်းထည့်ပါရစေ let me add here ငါနောက်တစ်ကြိမ်ထပ်ပြောပါရစေ let me repeat it okay ကဲဒါဆိုရင်တော့ကိုယ့်ဘာသာကိုဗီဒီယိုလေးကိုရပ်ပြီးတော့လေ့ကျင့်ကြည့်ကြနော်ဒီနေ့မှာတော့ဒီဗီဒီယိုလေးကိုဒီမှာပဲညှိနှိုင်းလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်